ပြီးခဲ့တဲ့အပိုင်းမှာတော့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေရဲ့အုပ်ချုပ်ရေးကဏ္ဍကိုတင်ဆက်ပေးပြီးသွားခဲ့ပါပြီ။ဒေတာကိုကောင်းစွာစီမံအုပ်ချုပ်နိုင်ဖို့ဆိုရင်အစိုးရနဲ့ဒေတာခံပြည်သူတွေလိုက်နာကျင့်သုံးရမယ့်ဥပဒေတွေကလိုအပ်ပါတယ်။အဲဒါကြောင့်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေပြုရေးကဏ္ဍကိုဘယ်လိုဆောင်ရွက်လဲဆိုတာကိုဒီနေ့ပိုင်းမှာဆက်လက်လေ့လာတွားကြရအောင်ပါ။နိုင်ငံတကာနိုင်ငံဒါမှမဟုတ်နေမြေတစ်ခုရဲ့အုပ်ချုပ်မှုစနစ်မှာနိုင်ငံသားတွေဒါမှမဟုတ်ဒေတာခံတွေလိုက်နာရမယ့်ဥပဒေတွေစီမင်းတွေကိုရေးဆွဲတာပြင်ဆင်တာအတည်ပြုတာနဲ့ပယ်ဖျက်တဲ့လုပ်ငန်းစဉ်ကိုတော့ဥပဒေပြုရေးလို့ခေါ်ဆိုပါတယ်။လူမှုအဖွဲ့အစည်းကိုစီးစနစ်တကျဖြစ်စေဖို့အစိုးရရဲ့အာဏာသုံးစွဲပိုင်ခွင့်ကိုအလွန်အကျွံမဖြစ်အောင်ကန့်သတ်နိုင်ဖို့တရားမျှတမှုနဲ့ညီမျှမှုရှိစေဖို့အတွက်ဥပဒေပြုခြင်းကိုလှုံ့ဆော်ရတာဖြစ်ပါတယ်။နိုင်ငံအဆင့်ဥပဒေပြုရေးမှာတော့ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာဥပဒေပြုရေးကိုလွှတ်တော်ကဆောင်ရွက်ပြီးတပါတီစနစ်လိုစနစ်မျိုးကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ပါတီရဲ့ဗဟိုကော်မတီအစည်းအဝေးတွေကနေတစင်တာဥပဒေမူကြမ်းတွေကိုဆွေးနွေးအတည်ပြုပြီးဥပဒေပြုရေးကိုလှုံ့ဆော်ကြတာဖြစ်ပါတယ်။တခြားအာဏာရှင်စနစ်တွေမှာလည်းအာဏာရှင်အစိုးရတွေရဲ့ဥပဒေပညာရှင်အဖွဲ့အစည်းတွေကဥပဒေမူကြမ်းတွေကိုတင်ပြကြပြီးအာဏာရှင်ခေါင်းဆောင်တွေကစီစစ်အတည်ပြုပြဋ္ဌာန်းတဲ့ပုံစံနဲ့ဥပဒေပြုကြပါတယ်။ဆိုတော့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေမှာရောဥပဒေပြုရေးကိုဘယ်လိုလှုပ်ဆောင်ကြတာပါလဲ။ပြီးခဲ့တဲ့အပိုင်းမှာတင်ဆက်ပေးသွားခဲ့တဲ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပုံစံတွေကိုကြည့်မှဆိုရင်အစိုးရအဖွဲ့တွေပါတီရဲ့ဗဟိုကော်မတီကတိုက်ရိုက်ကုတ်ကဲဌာနတွေဒေသန္တရအုပ်ချုပ်ရေးကော်မတီတွေနဲ့အမြင့်ဆုံးအာဏာပိုင်ကောင်စီတွေဖြစ်ကြပါတယ်။အစိုးရအဖွဲ့တွေရှိကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေတဲကမှဝတ်တမတော်ရဲ့ဥပဒေပြုရေးကနေစတင်လေ့လာကြည့်ကြရအောင်ပါ။ဝဒေတာကိုစီမံအုပ်ချုပ်ဖို့အတွက်ဝပြည်နယ်ပြည်သူ့အစိုးရကိုဖွဲ့စည်းထားပေမဲ့အဲ့ဒီအစိုးရအဖွဲ့ဟာဝပြည်တွေးစညူရေးပါတီကကွန်ဂရက်တွေညီလာခံနေကျင်းပပြီးရွေးချယ်တင်မြှောက်ထားတဲ့အစိုးရအဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအစိုးရကကျင့်သုံးနိုင်မဲ့အာဏာတွေပြည်သူလားလိုက်နာကျင့်သုံးရမယ့်ဥပဒေတွေကိုတော့ကွန်ဂရက်တွေညီလာခံတွေမှာဥပဒေမူကြမ်းတင်သွင်းစီစစ်တင်ပြပြီးပါတီရဲ့အမြဲတမ်းဗဟိုနိုင်ငံဦးဆောင်ကော်မတီကအတည်ပြုပေးရပါတယ်။အတည်ပြုပြဋ္ဌာန်းပေးလိုက်တဲ့ဥပဒေတွေကိုတော့အစိုးရအဖွဲ့ကထုတ်ပြန်ပေးရပြီးဥပဒေဟာစတင်အသက်ဝင်ပါတယ်။အဲဒါကြောင့်ပါတီရဲ့နှစ်စဉ်ကျင်းပတဲ့ညီလာခံတွေကွန်ဂရက်တွေဟာဝဒေတာရဲ့ဥပဒေပြုရေးဖော်ဆောင်နိုင်တဲ့နေရာတွေလို့ဆိုနိုင်ပါတယ်။ချင်းပြည်မှာတော့ချင်းပြည်ကောင်စီဟာချင်းပြည်ရဲ့အမြင့်ဆုံးဥပဒေပြုရေးအာဏာပိုင်အဖွဲ့ဖြစ်ပါတယ်။ချင်းပြည်ကောင်စီဟာလွတ်တော်တရက်နဲ့ဆင်တူပြီးချင်းပြည်ကောင်စီမှာတော့ချင်းပြည်အတွင်းဒေတာအတီးတီကဒေတာခံအုပ်ချုပ်မှုတွေနဲ့ကိုယ်စားလှယ်တွေမျိုးနွယ်စုကောင်ဆောင်တွေနဲ့ကိုယ်စားလှယ်တွေ2020ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တွေထဲကမှတော်လိုင်းတဲ့ဝင်ရောက်လာခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ချင်းမျိုးရတပ်ဦးကိုယ်စားလှယ်တွေပါဝင်ပါတယ်။လက်ရှိမှာတော့ချင်းပြည်ကောင်စီမှာကောင်စီအဖွဲ့ဝင်132ဦးရှိပြီးချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်တော့ချင်းပြည်ကောင်စီမှာချင်းမျိုးရတပ်ဦးကိုယ်စားလှယ်က15ယောက်တာပါရမှာဖြစ်ပေမဲ့လက်ရှိမှာတော့29ယောက်ပါဝင်နေပါတယ်။တခြားအုပ်စုတွေအနေနဲ့ဒေတာခံကိုယ်စားလှယ်မြို့နယ်ကိုယ်စားလှယ်ပေါင်း68ယောက်နဲ့လွတ်တော်ကိုယ်စားလှယ်19ယောက်ပါဝင်ပါတယ်။ချင်းပြည်တွင်ပြဋ္ဌာန်းကျင့်သုံးမဲ့ဥပဒေမူကြမ်းတွေကိုချင်းပြည်ကောင်စီမှာတင်သွင်းဆွေးနွေးကြရပြီးချင်းပြည်ကောင်စီဦးဆောင်ဖွဲ့ရဲ့အတည်ပြုချက်နဲ့အတူဥပဒေတွေကိုပြဋ္ဌာန်းကြရတာဖြစ်ပါတယ်။ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေနဲ့မူဝါဒတွေကိုတော့ချင်းပြည်အစိုးရကအကောင့်ထဲပေါ်ဆောင်ရွက်ပေးရပါတယ်။ချင်းပြည်ကောင်စီရဲ့အတိုက်ခံအင်အားစုတွေဖြစ်ကြတဲ့ဂျာကာလာချင်းမျိုးရအတိုင်းပင်ခံကောင်စီ ICNCC နဲ့ချင်းညီနောင်မဟာမိတ်အဖွဲ့ CB တို့မှာတော့ ICNCC ဟာဥပဒေပြုနိုင်မူဝါဒပြဋ္ဌာန်းနိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ရခိုင်ကတော့ ICNCC အဖွဲ့ဟာအန်ယူဂျီအစိုးရနဲ့ချင်းအင်အားစုတချို့အကြားကိုချိတ်ဆက်ပေးတဲ့အတိုင်းပင်ခံကောင်စီတစ်ခုပုံစံတာဖြစ်ပြီးထင်ရှားတဲ့အုပ်ချုပ်ရေးဖော်ဆောင်မှုတွေမပြုလုပ်နိုင်ခဲ့ပေမဲ့အခုလက်ရှိမှာတော့အစိုးရရန်တရားတစ်ခုပုံစံတည်ဆောက်ထားနိုင်ပြီးချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ကိုလည်းဖွဲ့စည်းထားနိုင်ပါတယ်။ဒါပေမဲ့ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ကိုချင်းပြည်သူတွေကအမှန်တကယ်လိုလားရလားဆိုတာကိုတော့ပြင်ပလောကနဲ့အဆက်အသွယ်ဖြစ်ခံထားရတဲ့ချင်းပြည်သူတွေကပဲသိရှိနိုင်ပါတယ်။ချင်းညီနောင်အဖွဲ့ကတော့မြို့တွေကိုထိန်းချုပ်ထားနိုင်တဲ့လက်နက်ကိုင်အင်အားစုဖြစ်ပြီးထိန်းချုပ်ထားတဲ့မြို့တွေမှာတော့ချင်းညီနောင်မဟာမိတ်စစ်ဦးစီးအဖွဲ့ကထုတ်ပြန်တဲ့အမိန့်တွေကိုဒါကနအူးလိုက်နာကျင့်သုံးကြရပြီးတိကျခိုင်မာတဲ့ဥပဒေပြုရေးစနစ်ကမရှိသေးပါဘူး။ရခိုင်ပြည်ရဲ့ကိုပိုင်စီမံအုပ်ချုပ်ရေးမှာတဲ့ဥပဒေပြုရေးကဏ္ဍကိုဒီမိုကရေစီနည်းကျဖော်ဆောင်ပေးနိုင်မဲ့ရန်တရားတစ်ခုရဲ့လို့တရားဝင်မရှိသေးပဲအရခတ်တော်ရဲ့နိုင်ငံဦးဆောင်အဖွဲ့ဖြစ်တဲ့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကထုတ်ပြန်တဲ့အမိန့်တွေထုတ်ပြန်ချက်တွေမူဝါဒတွေစီမင်းတွေနဲ့အရခတ်ပြည်သူ့တော်လှန်ရေးအစိုးရကထုတ်ပြန်တဲ့စီမင်းတွေမူဝါဒတွေကိုအားလုံးကလိုက်နာကြရပါတယ်။ KNI မျိုးသားတိုးတက်ရေးပါတီနဲ့ KNI မျိုးသားများကာကွယ်ရေးတပ်တို့ရဲ့ KNI အစိုးရဖြစ်တဲ့ KNB ဂျာကာလာစီမံအုပ်ချုပ်ရေးကောင်စီ IAC မှာတော့အုပ်ချုပ်ရေးအာဏာအပြင်ဥပဒေပြုရေးအာဏာလည်းရရှိတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ပြည်သူ့အခြေပြု KNB အစိုးရတစ်တရက်ဒီမိုကရေစီနည်းကျပေါ်ပေါက်လာမဲ့အချိန်ထိဂျာကာလာစီမံအုပ်ချုပ်ရေးကောင်စီ IAC ဟာအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးစတဲ့အာဏာ၃ရပ်လုံးကိုရရှိထားတဲ့အာဏာပိုင်အဖွဲ့ဖြစ်နေမှာပါ။အလားတူပဲတန်သက်မှာလည်းပြည်သူ့အခြေပြုအစိုးရတစ်တရက်ပေါ်လာမဲ့အချိန်ထိဂျာကာလာမှာအာဏာအရရက်ကိုရရှိထားတဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့တစ်ခုရှိပြီးအဲ့ဒီအဖွဲ့ကိုတော့တန်ပြည်ကောင်စီ TLC လို့ခေါ်ဆိုပါတယ်။လက်ရှိမှာတော့တန်ပြည်ကောင်စီကအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးတို့မှာအမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တယ်လို့ဆိုထားပေမဲ့တန်သက်ကထိန်းချုပ်ထားတဲ့ data တွေမှာ PSLF TNN တွေကထုတ်ပြန်တဲ့အမိန့်တွေထုံ့ပြန်ချက်တွေကြေညာချက်တွေနဲ့စီမင်းတွေကိုလိုက်နာကျင့်သုံးနေရစေဖြစ်ပါတယ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့နယ်မြေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ KIC ကဥပဒေပြုရေးအာဏာကိုလည်းရရှိထားတယ်လို့ဆိုပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ရဲ့အစိုးရဖြစ်တဲ့ KIC ဟာ KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလိုက်နာကျင့်သုံးရမယ့်ဥပဒေတွေမူဝါဒတွေကိုပြဋ္ဌာန်းချမှတ်ပြီးအဲ့ဒီဥပဒေတွေနဲ့မူဝါဒတွေကိုထိန်းချုပ်နယ်မြေနဲ့စိုးမိုးနယ်မြေအတွင်းကပြည်သူတွေကလိုက်နာကြရပါတယ်။ကိုကန့်ထူဒေတာတက်မှာတော့တိကျဥပဒေပြုရေးမရှိဘဲမြန်မာနိုင်ငံအမှန်တရားနဲ့တရားမျှတမှုအမျိုးသားပါတီရဲ့ပါတီညီလာခံတွေကနေမူဝါဒတွေဥပဒေပြဋ္ဌာန်းချက်တွေကိုစစ်စစ်ဆုံးဖြတ်ပြီးအထူးဒေသတဲ့အုပ်ချုပ်ရေးကော်မတီနဲ့စစ်အုပ်ချုပ်ရေးကော်မတီတွေကပြဋ္ဌာန်းကျင့်သုံးပေးရတာဖြစ်ပါတယ်။ပိုးပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ထားတဲ့ပိုးအထူးဒေတာ6မှာလည်းအလားတူပဲကိုပိုင်ဥပဒေပြုရေးကဏ္ဍမရှိဘဲပိုးပြည်သူ့စစ်အဖွဲ့ကဒါဒေတာတွင်လိုက်နာကျင့်သုံးရမယ့်ဥပဒေတွေစီမင်းတွေကိုချမှတ်ပေးပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းကအထူးဒေတာ၄မိုင်းလာဒေတာမှာတော့ဥပဒေတွေမူဝါဒတွေကိုအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ရဲ့ငြိမ်းချမ်းရေးနှင့်စီလုံးရေးကော်မတီ BSC ကပြဋ္ဌာန်းချမှတ်ပေးပါတယ်။ကော်မတီအစည်းအဝေးတွေမှာဒေတာတွင်လိုအပ်ချက်တွေနဲ့ကျင့်သုံးတဲ့ဥပဒေမူကြမ်းတွေကိုကော်မတီဝင်တွေကအသီးသီးဖော်ပြကြပြီးဆွေးနွေးအတည်ပြုပြဋ္ဌာန်းကြတာဖြစ်ပါတယ်။ရှမ်းတပ်တွေဖြစ်ကြတဲ့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီနဲ့ရှမ်းပြည်တိုးတက်ရေးပါတီတို့မှလည်းစိုးမိုးနယ်မြေတွေထိန်းချုပ်နယ်မြေတွေအတွက်အုပ်ချုပ်ရေးရန်တရားကိုတည်ဆောက်ထားနိုင်ပေမဲ့ဥပဒေပြုရေးကဏ္ဍကိုတော့ကောင်စီနဲ့ပါတီရဲ့ဗဟိုကော်မတီတွေကပဲတာဝန်ယူဆောင်ရွက်ရပါတယ်။ကရင်အမျိုးသားအဖွဲ့ချုပ် KNU မှာတော့ KNU ဗဟိုကွန်ဂရက်နဲ့မြို့နယ်ကွန်ဂရက်တွေကဥပဒေပြုနိုင်တဲ့နေရာတွေဖြစ်ပါတယ်။ကွန်ဂရက်တွေရဲ့အာဏာကို KNU ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းပေးထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဥပဒေပြုရေးကိုလှုပ်ဆောင်ကြတာဖြစ်ပါတယ်။တခြားလက်နက်ကိုင်အဖွဲ့တွေမှာတော့ထိန်းချုပ်နယ်မြေဒါမှမဟုတ်စိုးမိုးနယ်မြေတွေရှိလာတဲ့အခါမှာလက်နက်ကင်တပ်ရနိုင်ငံဥဆောင်အဖွဲ့တွေကဒေတာကိုစစ်အုပ်ချုပ်ရေးကြီးညာပြီးတပ်ဖွဲ့ကတာဥပဒေတွေစီမင်းတွေကိုပြဋ္ဌာန်းကြရတာဖြစ်ပါတယ်။အားလုံးကိုခြုံငုံကြည့်ရှုတဲ့အခါမှာတိုင်းသားလက်နက်ကင်အဖွဲ့တွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးတွေမှာတရားနည်းလမ်းကျတဲ့အပြင်ပွင့်လင်းမြင်သာမှုရှိပြီးဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ကိုက်ညီတဲ့ဥပဒေပြုရေးကဏ္ဍဟာအလွန်အားနည်းနေသေးတယ်လို့ဆိုလို့ရပါတယ်။ဥပဒေဆိုတာဒေတာခံပြည်သူတွေကလိုက်နာရမယ့်အရာတွေဖြစ်ပြီးမှအဲ့ဒီဥပဒေတွေကိုပြည်သူတွေဒါမှမဟုတ်ပြည်သူကိုစားပြုပြည်သူကိုယ်စားလှယ်တွေကပေါ်ဆောင်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဥပဒေပြုတဲ့နေရာတွေကိုကြည့်မယ်ဆိုရင်ပြည်သူတွေရဲ့အခမ်းကဏ္ဍဟာတိတာထင်ရှားမှုသိမ့်မရှိပဲလက်နက်ကိုင်တွေရဲ့အခမ်းကဏ္ဍကတာပုံမှုစိုးမှုနေရာကိုတွေ့ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ဝဒေတာရဲ့ဥပဒေပြုရေးမှာဆိုရင်ဝပြည်တွေးဆွညင်ရေးပါတီ URSP ရဲ့ညီလာခံတွေကွန်ဂရက်တွေကနေတစင်ဥပဒေပြုရတာဖြစ်ပြီးညီလာခံမှာပါဝင်သူအများစုကပါတီဝင်တွေတပ်ဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ဒါအပြင်ဥပဒေမူကြမ်းတွေကိုအတည်ပြုပေးနိုင်တဲ့အမြဲတမ်းဗဟိုနိုင်ငံဥဆောင်ကော်မတီဆိုတာဟာလည်းဝါစစ်တပ်ခေါင်းဆောင်တွေဥဆောင်ကြတဲ့ကော်မတီပဲဖြစ်ပါတယ်။အဲ့ဒီလိုအရက်ဖက်အခမ်းကဏ္ဍအားနည်းတဲ့နေရာတွေကနေပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေပြဋ္ဌာန်းချက်တွေအမိန့်တွေဆိုတာဒေတာခံပြည်သူတွေလိုအပ်တဲ့အရာတွေတိုက်နာနေတဲ့အရာတွေနဲ့ကန့်ညီစီလောမဲ့ဥပဒေတွေပြဋ္ဌာန်းချက်တွေဟုတ်ချင်မှဟုတ်နိုင်မှာပါ။ဒါပေမဲ့အဖွဲ့အစည်းအများစုကတော့ကိုယ့်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေမကပဲကိုယ့်ဒေတာအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ကိုယ့်ဒေတာတာယာဝပြောဖို့ကိုယ့်ဒေတာခံပြည်သူတွေအဆင်ပြေစေဖို့ပါရှေ့ရှုကြတာကြောင့်ဒေတာနဲ့ကန့်ညီပြီးကောင်းမွန်တဲ့ဥပဒေအများပြားကိုလည်းပြဋ္ဌာန်းပေးတတ်ကြပါတယ်။ဥပဒေပြုလွတ်တော်နဲ့တူတဲ့ချင်းပြည်ကောင်စီမှာတော့ချင်းဒေတာအတီးတီးကဒေတာခံကိုယ်စားလှယ်တွေမျိုးနယ်စုခေါင်းဆောင်တွေအများပြားပါရှိပြီးချင်းမျိုးသားတပ်ဦးက9ပုံတပုံလောက်တာယူထားတာကြောင့်ချင်းပြည်ကောင်စီကပြည်သူ့စန္ဒသဘောထားနဲ့ကန့်ညီတဲ့လွတ်တော်တရက်ဖြစ်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ချင်းပြည်ကောင်စီရဲ့မြို့နယ်နဲ့ဒေတာအစုအဖွဲ့မှာပါဝင်တဲ့ဒေတာအတီးတီးမျိုးနယ်စုအတီးတီးရဲ့ကိုစားပြုအဖွဲ့18ဖွဲ့မှာ6ဖွဲ့လောက်ကတာစစ်ဘက်အရက်ဘက်ကောင်စီတွေဖြစ်ကြပြီးကျန်တဲ့အဖွဲ့တွေကတော့ဒေတာခံကာကွယ်ရေးတပ်တွေတာဖြစ်ကြပါတယ်။အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေဟာပြည်သူ့စန္ဒကိုဖော်ဆောင်ပေးနိုင်ဖို့ပြည်သူတွေကရွေးချယ်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်နိုင်မှာမလားစဉ်းစားကြည့်နိုင်ပါတယ်။ဒီလိုမျိုးကောင်စီတွေစီမံအုပ်ချုပ်ရေးအဖွဲ့တွေကိုစစ်ရင်ဆိုင်နေတဲ့ကာလတူတစ်ခုမှတာပြည်သူတွေကလက်ခံပေးနိုင်ကြပေမဲ့ဒီလိုအုပ်ချုပ်မှုမျိုးကိုကာလရှည်ကျင့်သုံးမယ်ဆိုရင်တော့ဒါကိုပြည်သူတွေကလည်းတဘောချနှိမ့်ချိုက်ကြမှာမဟုတ်တာတော့အမှန်ပါပဲ။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဥပဒေပြုရေးကဏ္ဍဟာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဥပဒေပြုရေးကဏ္ဍဆိုတာနဲ့အညီလက်နက်ကိုင်လွှမ်းမိုးမှုအကောင့်တဲ့ဥပဒေပြုရေးကဏ္ဍတွေဖြစ်ပြီးလွတ်တော်တဲ့25%ဝင်ထိုင်လာတဲ့ဆိုင်တော့စစ်အင်ငွေတပ်ဟာပုံမတင်းပြတ်နေပါတယ်။ဒီကာလဟာစစ်ရင်ဆိုင်နေတဲ့ကာလဖြစ်တာကြောင့်ဒီလိုကဏ္ဍတွေမှာစစ်ဖက်လွှမ်းမိုးမှုအကောင့်နေတာဖြစ်ပြီးဒီကာလအလွန်ပွင့်လင်းကာလအရောက်မှာတော့ပြည်သူ့ဆန္ဒနဲ့အညီရေးဆွဲထားတဲ့အခြေခံဥပဒေတွေနဲ့ပြည်သူ့ဆန္ဒနဲ့အညီရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူ့အစိုးရနဲ့အုပ်ချုပ်မှာပါဆိုတဲ့ဖြေရှင်းချက်ကတော့အဖွဲ့တော်တော်များများမှာရှိပြီးသားပါ။အကယ်၍ဒီလိုမျိုးတာစစ်လွန်ကာလတွေမှာပြည်သူကိုအခြေခံတဲ့ပြည်သူ့အုပ်ချုပ်ရေးပြည်သူ့ဥပဒေပြုရေးရန်တရားတွေပေါ်လာမယ်ဆိုရင်ဒီနေ့ဒီလိုအချိန်ဝပြည်နယ်မှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေမြန်မြန်ဆန်ဆန်ကျင်းပပြီးပြည်သူ့ကိုစားပြုလွတ်တော်တွေနဲ့ပြည်သူ့အစိုးရစစ်တွေပေါ်နေလောက်ပါပြီ။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက်သူတို့တိမ့်ပိုက်ထိန်ချုပ်ထားတဲ့နယ်မြေတွေနဲ့ကင်ဆောင်ထားတဲ့အချုပ်အခြာအာဏာကိုဒေသခံပြည်သူတွေစီပြည်သူ့အစိုးရစီလွှဲအပ်ပေးဖို့ဆိုတာခဲရင်လာပါတယ်။ဒါကိုတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ပြည်သူ့အစိုးရအကူအပြောင်းလုပ်ငန်းစဉ်တွေမှာတွေ့ရနိုင်ပါတယ်။ဒီနေ့အတွက်အကြောင်းအရာကတော့ဒီလောက်ပါပဲ။ကွန်မန့်မှာဝေဖန်သုံးသပ်ပေးသွားကြပါဦး။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။